ကျမတို့နေဖွဲ့စည်းကြောင်းစဉ်းစားလိုက်ရင်ဂျိုရှစ်လုံးရှိတာသိကြမှာပါ။ဒါပေမဲ့ထူးခြားတာတစ်ခုကအဲ့ဒီဂျိုတွေထဲမှာအဖော်မရှိပဲတကိုယ်ကြီးဖြစ်နေတဲ့ဂျိုနှလုံးပဲရှိပါတယ်။အားတော့နာပါတယ်ကြည့်ရှုနေတဲ့ခမများရောအဖော်ရှိလား။ကြည့်ပါဦးဂျူပီတာမှာဆိုရင်လှပေါင်း62စင်စေတန်မှာဆိုရင်284စင်တောင်ရှိတာပါ။ Uranus မှာ29စင် Neptune မှာ16စင်နောက်ဆုံးအင်္ဂါဂျိုမှာတော့လရှိရလေ။ကျမတို့ကဘာမှာလည်းလတစ်စင်ရှိတာပဲခမများမရှိတာတော့လွန်တာပေါ့ဒါပေမဲ့အားမငယ်ပါနဲ့နော်ခမများလိုပဲနေနဲ့အနီးဆုံးဖြစ်တဲ့ဗုဒ္ဓဂျို Mercury နဲ့တောက်ကြဂျို Venus မှာလည်းလလုံးဝမရှိပါဘူးဘာလို့များတခြားဂျိုတွေမှာလတွေအများကြီးရှိပြီးသူတို့စီမှာဒါဘာမှမရှိရလဲဒါကလတွေဘလို့ဖြစ်တည်လာတယ်လဲဆိုရလျှို့ဝှက်ချက်နဲ့ဆိုင်နေပါတယ်ဒီဗီဒီယိုမှာရိုးရိုးရှင်းရှင်းလေးရှင်းပြပေးသွားမယ်နော်နံပါတ်1ဖြစ်တည်ဖို့ထက်ရှင်သန်ဖို့ကပိုခက်ခဲတဲ့နေရာတကယ်တော့နေအဖွဲ့အစည်းထဲမှာလတွေဖြစ်တည်လာဖို့ထက်အဲ့ဒီလတွေပြုံးမကြပဲရေရှည်တည်မြဲဖို့ကပိုအရေးကြီးပါတယ်နေနဲ့နီးတဲ့နေရာမှာအန်ဒီရကင်းတဲ့ဇုံဆေးစုံကအရန်ကျင်းပါတယ်ဂျိုတခုရဲ့လာကဂျိုနဲ့အရန်နီးရင်ဂျိုဘော်ကိုပြုတ်ကျသွားနိုင်တယ်လို့အရန်ဝေးသွားရင်လည်းနေရဲ့အားကောင်းတဲ့ဆွဲငင်အားကအဲ့ဒီလာကိုခိုးယူသွားတတ်ပါတယ်ရှင်နေနဲ့နီးတဲ့အဲ့ဒီဂျိုနှလုံးကနေရဲ့ဆွဲငင်အားအပြင်းစကုံးခံရတဲ့နေရာမှာရှိနေတာကြောင့်လာကလေးတွေအကြကြီးတွေ့ကဲနေဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲနံပါတ်1ဂျိုယန်လ satellite ဆိုတာပါလေအရင်ဆုံးသိထားမှာကဂျိုယန်လာဆိုတာလူတွေလွတ်တင်ထားတဲ့ပစ္စည်း artificial satellite တွေကိုပြောတာမဟုတ်ပါဘူးရှင်။တဘာဝအလျောက်ဖြစ်တည်လာပြီးတော့ဂျိုကြီးတွေကိုပတ်နေတဲ့အရာတွေကိုပြောတာပါ။လတွေဘလို့ဖြစ်တည်လာသလဲ။နီလန်လေးမျိုးရှိနိုင်ပါတယ်။နံပါတ်1တိုက်မိရာကဖြစ်လာတာ giant impact ဂျိုကြီးနှစ်ခုတိုက်မိပြီးထွက်လာတဲ့အပိုင်းအစတွေကလဖြစ်သွားတာကျမတို့ကမ္ဘာလလိုမျိုးပေါ့။နံပါတ်2ဖန်ဆွဲလိုက်တာ capture အနာကဖြတ်သွားတဲ့ကြောက်ခဲကြီးတွေကိုဂျိုးကဆွဲငင်အားနဲ့ဖမ်းထားလိုက်တာနံပါတ်3အတူတူဖြစ်တည်လာတာ co-erection ဂျိုးဖြစ်လာတဲ့အချိန်မှာဘေးကအကျွင်းကျန်တွေကပါလအဖြစ်တစ်ခါတည်းဖြစ်လာတာနံပါတ်4လေဘက်အားချောင်းထွက်လာတာ fission ဂျိုးကအရှိန်ပြင်းပြင်းလေလွန်းလို့အစနာတွေထွက်သွားပြီးလဖြစ်လာတာသူမနဲ့ခမများရောဘလို့နီးနဲ့ရေးဆက်ဆုံမလဲနော်ထားပါဗုဒ္ဓနဲ့တောက်ကြမှာကြတော့ဒီလိုနီလန်းတွေနဲ့လာဖြစ်ဖို့စူးစမ်းပြီးမဲ့နေရဲ့အနောက်ရှက်ကြောင့်မအောင်မြင်ခဲ့ကြပါဘူးရှင်နံပါတ်3ဗုဒ္ဓဂျိုတေးလွန်ပြီးနီးလွန်းနေဗုဒ္ဓဂျိုကကျမတို့လားထက်တောင်နည်းနည်းလေးပဲကြီးတာပါနေနဲ့လည်းအရန်နီးတယ်နေကိုတပတ်ပတ်ဖို့88ရက်ပဲကြာပါတယ်သူ့ရဲ့ပြဿနာကကိုပိုင်နေမြင်ကျင်းတာပါပဲဒီလိုပါပဲခမ ्या မှာအချက်အားကောင်းပေမဲ့ပကသနာမရှိရင်မျက်နှာငယ်ရတာပေါ့လေဗုဒ္ဓရဲ့ဆွဲငင်အားကသေးတော့လာလီတစ်စင်းကိုမြဲအောင်ဆွဲထားနိုင်စွမ်းမရှိပါဘူးအနားမှာအားကြီးတဲ့တန်လိုက်နေရှိနေတဲ့အချိန်မှာစကြင်ကြောက်လုံးလေးလာကိုထိန်းထားဖို့စူးစမ်းနေရတယ်လို့မျိုးပေါ့နေကအင်အားကြီးတော့အမြဲတမ်းဆွဲထုတ်သွားဖို့ချောင်းနေတာပါနံပါတ်4တောက်ကြဂျိုကန်ဆိုးတဲ့အိမ်ကြီးချင်းတောက်ကြဂျိုကတော့ဗုဒ္ဓနဲ့ဆိုင်ရင်ကဘာနဲ့အရွယ်စားတူလို့ဆွဲငင်အားကောင်းပါတယ်ဒါပေမဲ့သူလည်းနေနဲ့နီးနေတော့မှာပဲပညာရှင်တွေခံမှန်းတာကတော့တစ်ချိန်ကတောက်ကြမှာတော့လာတောင်ရှိခဲ့ဘူးကောင်းရှိနိုင်ပါတယ်ဒါပေမဲ့တောက်ကြဂျိုရဲ့လက်ပတ်ပုံကတခြားဂျိုတွေနဲ့မတူပဲပြောင်းပြန်ဖြစ်နေတာအတိတ်မှာတခြားအရာဝတ္ထုကြီးတွေနဲ့ပြင်းပြင်းထန်ထန်တိုက်မိခဲ့တာတွေကြောင့်ရှိခဲ့တဲ့လတွေကလွင့်ထွက်သွားတာဒါမှမဟုတ်တောက်ကြဂျိုပေါ်ပြန်ပြုတ်ကျပြီးပျက်စီးသွားတာမျိုးဖြစ်နိုင်ပါတယ်တဲ့ရှင်နံပါတ်5ကဘာမှာကြပါလို့လရှိနေတာလဲကဘာကတော့နေနဲ့တော်တော်လေးဝေးတဲ့နေရာမှာရှိနေလို့သူ့ရဲ့အနည်းကင်းတဲ့ဇုံကပိုကျဲပါတယ်ဒါကြောင့်လကိုစိတ်ချလက်ချဆွဲဖမ်းထားနိုင်တာပါလရှိနေလို့လေကဘာရာသီဥတုကတည်ငြိမ်နေတာဖြစ်ပါတယ်ဒါကြောင့်ခမ ्या လည်းအဖော်ရှာတင်နေပါပြီအဖြေကတော့နေနဲ့နီးလေလေလတွေကိုထိန်းထားဖို့ခက်ခဲလေလေပါပဲဗုဒ္ဓနဲ့တောက်ကြမှာလားမရှိတာကသူတို့ချုပ်ရင်းနေလို့မဟုတ်ပဲနေရဲ့ပြင်းထန်တဲ့ပတ်ဝန်းကျင်မှာရှင်သန်နိုင်ဖို့ခက်ခဲလို့ပဲဖြစ်ပါတယ်နေဖွဲ့စည်းရဲ့အဝေါ်စရာတွေကဒီမှာတည်းမပြီးသေးပါဘူးကျမတို့ရဲ့နောက်ထပ်ဗီဒီယိုတစ်ခုမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်